ကိုကာကိုလာကုမ္ပဏီဟာတခါတုန်းကသူတို့ရဲ့ဝယ်ယူသူတွေကိုလိမ်လည်လက်ဖျားဖို့အစီအစဉ်တစ်ခုဆွဲခဲ့ပူပါတယ်တကယ်တော့1940ပြည့်နှစ်ဝန်းကျင်ကာလတွေတုန်းကကိုကာကိုလာတပလင်းရဲ့ဈေးနှုန်းဟာ9 ဆင့်သာရှိခဲ့တာဖြစ်ပြီးဘာပဲဖြစ်ဖြစ်ဒီဈေးနှုန်းအတိုင်းပဲရောင်းချခဲ့တာပါဒါပေမဲ့နောက်ပိုင်းမှာငွေကြေးဖောင်းပွားမှုတွေနဲ့အတူကုန်ထုတ်လုပ်မှုစရိတ်တွေမြင့်မားလာတဲ့အခါမှာတော့ကိုကာကိုလာဟာအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထံတွားရောက်ပြီးသူတို့ရဲ့အလိုလျောက်အယောင်းဆက်တွေမှာအသုံးပြုနိုင်ဖို့အတွက်ရည်ရွယ်ပြီး9.5 ဆင့်တန်အကျွေးစစ်အသစ်တစ်ခုထုတ်လုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါမှသာသူတို့အနေနဲ့ဈေးနှုန်းကိုအနည်းငယ်မြင့်တင်နိုင်မှာဖြစ်လို့ပါပဲဒါပေမဲ့အစိုးရဘက်ကဒီတောင်းဆိုမှုကိုညှင်းပယ်ခဲ့ပါတယ်အဲ့ဒီအခါမှာတော့ကိုကာကိုလာကပရိယေတစ်ခုကိုကြံစီခဲ့ပါတော့တယ်အဲ့ဒါကတော့အလိုလျောက်ရောင်းဆက်ထဲမှာကိုကာကိုလာပလင်းကိုပလင်းထွက်လာပြီးတိုင်းနောက်ထပ်ထွက်လာမဲ့တပလင်းကိုလုံးဝအလုတ်ပလင်းအဖြစ်ထည့်သွင်းထားဖို့ပဲဖြစ်ပါတယ်ဆိုလိုတာကတော့ဘသူမဆိုကိုပလင်းမြောက်ပြီးလို့နောက်တစ်ပလင်းထပ်ဝယ်တဲ့အခါမှာအထဲမှာဘာမှမပါတဲ့ပလင်းခွန်လို့ကြီးပဲထွက်လာမှာဖြစ်ပါတယ်ဒါဟာကုမ္ပဏီအတွက်အမြတ်အဆုံးပိုကြံစီမှာဖြစ်ပေမဲ့ဝယ်ယူသူစားသုံးသူတွေအတွက်တော့နစ်နာဆုံးရှုံးမှုဖြစ်စေမှာပါဒါပေမဲ့လည်းဒီစနစ်ကိုတကယ်တမ်းလက်တွေ့ဈေးကွက်ထဲချပြဖို့ကြတော့ကုမ္ပဏီရဲ့ဂုဏ်သတင်းအတွက်စွန့်စားရမှုအလွန်များလွန်းတာကြောင့်ကိုကာကိုလာကုမ္ပဏီဟာဒီအစီအစဉ်ကိုဘယ်တော့မှလက်တွေ့အကောင့်ထဲမဖော်ဘဲဖျက်သိမ်းလိုက်ပါတော့တယ်